ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ကျွန်တော်ပါဒီနေ့မှာတော့ကျွန်တော် Roblox ရဲ့ file share ကိုဘယ်လိုယူလဲပြပြပြီးတော့ပါဗျကျွန်တော်ကဲစပါမယ်ပထမဆုံးအနေနဲ့ကျွန်တော် account ရှိရမယ်ပေါ့နော် account မှာ more တစ်ချက်နေပြီးတော့စိန်တော့တစ်ချက်သွားဒါသွားစင်တာပေါ့နော် account info နှိပ်လိုက်ပါပြီးရင်အမှနည်းနည်းစောင့်ပြီးတော့နည်းနည်းလန်လိုက်ပေါ့နော်အော်ဖြည့်ချင်းလန်လိုက်လို့ရှိရင် account location ဆိုရင်မြန်မာဖြစ်နေလုံးဝရမှာမဟုတ်ပါဘူးနော်အဲ့တော့မြန်မာမဖြစ်အောင်ဘယ်လိုလုပ်ရမလဲပြီးရင်ပြောပြမယ်ပေါ့နော်အဲ့တော့မြန်မာမဖြစ်အောင်ကျွန်တော်မြန်မာမဖြစ်တဲ့ account တစ်ကောင်ရှိရဲကျွန်တော်စမ်းပြမယ်စတင်တော့တစ်ချက်သွားမယ်ပြီးရင် account info တစ်ချက်နှိပ်ပြီးပေါ့နော်account info နှိပ်ပြီးနည်းလန်လိုက်မယ်အဲ့မှာ location ကိုတစ်ချက်ကြည့်ရမယ်ဆိုရင်တော့ခဏလေးနော်မထိုင်ဝင်ပေါ့နော် location ထိုင်ဝင်ပဲဖြစ်ပါတယ်အဲ့တော့ဒီလို account မျိုးဆိုရပါတယ်ကဲကျွန်တော်အဲ့ဆိုဘယ်လိုလုပ်မလဲဆိုအရင်သွားပြောမယ်ပေါ့နော်ပြီးရင်တော့နိုင်ငံခြား account ဘယ်လိုရမလဲဆိုပြောပြပါမယ်နိုင်ငံခြား account ကျွန်တော်ရဲ့ Telegram မှာလာပြီးတော့ဝယ်ယူအားပေးနိုင်မှာနော်နိုင်ငံခြား account တစ်ခေါက်မှာ1000နဲ့ပါခင်ဗျာအဲ့မှာ block free မှာ level map တေချာပေါက်ပါပဲ comment လည်းပါတယ်ပေါ့နော်အဲ့ဒါ1000မှာကျွန်တော်ဒီအခုပြတာ user name ကို Telegram မှာရှာပြီးကျွန်တော်လာယူအားပေးလို့ရပါတယ်ကျွန်တော်တို့ဂိမ်းတစ်ဂိမ်းထဲမှာဝင်လိုက်မယ် myset ဆိုတဲ့ဂိမ်းကအကောင်းဆုံးပါပဲနိုင်ငံခြား account ရှိပြီထိုးရမှာနှစ်ချက်ပုံလို့တစ်ချက်နှိပ်လိုက် continue ကိုနှိပ်လိုက်မယ်အဲ့ဆိုရင်တနည်းအောင်ခေါ်သွားပါလိမ့်မယ်မြင်တဲ့မျက်နှာပြခိုင်းပါလိမ့်မယ်ပေါ့နော်အဲ့တဲ့အမေဒါမှမဟုတ်တဲ့အဖေတရား20ကျော်တဲ့မျက်နှာလေးပြပြီလေအဲ့ဆို AC ပဲပေါ့နော်ကဲမျက်နှာပြလိုက်ပါဦးမယ်ကဲအဲ့လိုပြပြီးသွားပြီဆိုရင်တော့ခဏလေးစောင့်နေလိုက်ပါပြီးရင်ဂိမ်းထဲကိုပြန်ခေါ်သွားပါလိမ့်မယ်အဲ့တော့နေမိမယ် okay လေးကိုတစ်ချက်ထောက်ဝေးလိုက်ကျွန်တော်ဂိမ်းထဲပြန်ခေါ်သွားကြည့်ပါမယ် file chat လေးရဆိုရင်တော့မြန်မာကားလေးလိုမျိုးပွင့်နေပြီဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့အမယ်နှိမ်ဖွင့်လို့ရမှာပေါ့ဒီလောက်ပါပဲ subscribe